အဲ့တော့ကျွန်တော်စနေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ကြာလာတဲ့ကံကြမ္မာနမိတ်လေးတွေရှိတယ်အဲ့ဒီနမိတ်ထဲမှာဆိုရင်တော့သူကခွက်ပလားလေးလုံးဆိုတဲ့နမိတ်လေးပေါ့နော်ဒီနမိတ်ထဲမှာဆိုရင်တော့လူတယောက်ကဒီတစ်ပင်တစ်ပင်အောက်မှာထိုင်နေတာပေါ့ထိုင်နေချိန်မှာရှေ့မှာသူကရွှေကလတ်၃လုံးကိုအစီကြီးချတာလားအဲ့မှာဒီတိမ်တိုက်တဲ့ကနေလက်တစ်ဘက်ကလည်းထွက်လာတယ်ထွက်လာပြီးတော့ရွှေကလတ်တစ်လုံးကိုလာပေးတာအဲ့တော့အဲ့ဒီတစ်ပင်အောက်မှာထိုင်နေတဲ့လူလင်ကရှေ့စိတ်ဝင်စားဘူးပေါ့ပြောရင်တော့စိတ်ဝင်စားဘူးအဲ့လိုနမိတ်မျိုးပါပဲဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့မလိုချင်တာတော့ရမယ်လို့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေရဲ့အလုပ်အကိုင်တွေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်အလုပ်အကိုင်တွေနောက်တစ်ခုကအခွင့်အရေးတွေအခွင့်အလမ်းတွေအဖက်ဖက်ကနေပြီးတော့ဝင်ရောက်လာတတ်တဲ့အချိန်ကာလဖြစ်တယ်အဲ့တော့အလုပ်နဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ကံစားတာကောင်းတယ်မမျှော်လင့်မဲ့နဲ့အလုပ်တွေအခွင့်အရေးတွေအခွင့်အလမ်းတွေအဖက်ဖက်ကနေဝင်လာတတ်တယ်ဒါပေမဲ့ပြဿနာလေးတွေလည်းနည်းနည်းရှိတယ်အခက်အခဲတွေလည်းနည်းနည်းရှိတယ်အဲ့ဒီအခက်အခဲကဘာလဲဆိုတော့ဒီလောက်ကောင်းမွန်တဲ့အလုပ်ကိုင်ခွင့်ရေးခွင့်လန်းတွေကိုကိုကစိတ်မဝင်စားသလိုဖြစ်နေတာပေါ့မလုပ်ချင်ဘူးနောက်စိတ်မပါဘူးအလုပ်တွေကိုလှည့်ကိုမကြည့်ချင်ဘူးတေချာပေါက်ပတ်စံရမယ်ဆိုတော့လည်းသိတယ်တေချာပေါက်ဒီလာလေးတွေကိုကြိုးစားလိုက်မယ်ဆိုရင်နည်းနည်းတော့ကြိုးစားလိုက်တာနဲ့အောင်မြင်မယ်ဆိုတာကိုလည်းကိုကသိတယ်ယုံလဲယုံကြည်တယ်ကို့မှာလည်းလုံနိုင်တဲ့အရေးချင်းတွေအရေးတွေးတွေရတယ်အပြည့်အဝရှိတယ်ဒါပေမဲ့မလုပ်ချင်တာစိတ်မဝင်စားတာလှည့်မကြည့်တာအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုရသင်ရထိုက်တဲ့အလုပ်အကိုင်အကျိုးအမြတ်အခွင့်အရေးအခွင့်အလမ်းတွေဟာလက်လွတ်ပြီးတော့ဆုံးရှုံးသွားတာမျိုးတွေဖြစ်တတ်တယ်။ကြောင့်စနေသားသမီးတွေကဒီကာလမှာစိတ်တွေလီနေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကြောင့်စနေသားသမီးတွေကိုကျွန်တော်အနေနဲ့ကြံကြံပေးချင်တာကတော့ကိုဖိုကတ်လုပ်ဖို့ပါပဲနော်။ကိုပြန်ပြီးတော့တက်မှတ်ပါကိုပြန်ပြီးတော့ဖိုကတ်လုပ်ပါပြန်ပြီးတော့အလုပ်တွေကိုအာရုံစွဆိုင်ပါဒီချိန်မှာကံအားလျော်စွာနဲ့အလုပ်ကိုင်ခွင့်ရေးခွင့်လန်းတွေအများကြီးဝင်ရောက်လာနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်။နောက်ယာတုတိုးတယ်လာစာတိုးတယ်နေရာကောင်းရတယ်။ခွာယာတုမတိုးခြင်းကိုကယာတုမတိုးခြင်းမှာဟူဆိုမှယာတုတိုးပေးလိုက်မယ်။ကိုကလာစာလည်းမတိုးခြင်းလာစာမတိုးခြင်းတော့မှနေရာလာစာတိုးပေးတယ်နေရာကောင်းနေလဲရတတ်ဒါကြောင့်ဒီချိန်မှာစနေသားသမီးတွေလှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားဆိုရင်လှုပ်လဲလှုပ်တင်တယ်နော်ကြိုးလဲကြိုးစားတင်တယ်အောင်မြင်မှုတွေလည်းမျှော်လင့်မထားလောက်အောင်ရနိုင်ပါတယ်နောက်တစ်ခုကငွေချင်းနဲ့ပတ်သက်တဲ့ကံစားတာမှာကြတော့နည်းနည်းလေးအခက်အခဲဖြစ်တယ်ပေါ့နော်အဲ့ဒီအခက်အခဲကဘာလဲဆိုတော့စိတ်မောလူမောဖြစ်တာပေါ့အတိတ်ကာလတော့ကြုံတွေ့ခဲ့ရတဲ့ငွေကြေးအဖူးထစ်တွေငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြောင့်ဒီကာလမှာငွေကြေးကိုအကြောင်းပြုစိတ်မောလူမောဖြစ်ရတယ်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်ညစ်ရတတ်ပါတယ်။ဆွေမျိုးသားချင်းချင်းအဆင်မပြေမှုတွေကြုံရတတ်တယ်။လူမှုရေးကံတာတွေမှာကြတော့ကိုယ်နဲ့ကွဲကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်တယ်။ကျမ်းမာရေးကတော့ခြေထောက်တွေပါတယ်တတိထားရမယ်နော်ခြေထောက်လေးတာတို့ခြေထောက်တွေဒရွဆွဲတာတို့အကြောတွေဒုက္ခပေးတာတွေဖြစ်တတ်ပါတယ်နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့သင်တန်းတက်နေတဲ့ပညာရေးကဏ္ဍမှာကြိုးစားအထုတ်နေတဲ့ညီတွေညီမတွေကံတာတော့ကောင်းပါတယ်အောင်မြင်မဲ့ကံတာမျိုးရှိတယ်နောက်စနေသားသမီးတွေရဲ့အခြေအနေတွေနဲ့ပတ်သက်ရင်တော့ကျဲပွင့်လေးပွင့်တဲ့နမိတ်ပါပဲကျဲပွင့်လေးပွင့်ဆိုတာအောင်မြင်မှုတွေကိုထွန်းထူတဲ့ကံကြမ္မာနမိတ်ပါပိဿုပံအတိတ်နာဂကာလသုံးပါးမှာကံကြမ္မာကောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကံတာကောင်းတယ်အိမ်တော်ရေးနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်ချစ်သူမရှိသေးတဲ့လူတွေချစ်သူရတတ်တယ်အိမ်တော်ပြုဖို့စီစဉ်နေတဲ့သူတွေချောချောမောမောအိမ်တော်ကြာရတတ်တဲ့ကံကြမ္မာနမိတ်ပါအဲ့တော့ဘက်ကနေပြီးတော့ကံတာကိုသုံးသပ်မယ်ဆိုရင်တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေကတော့အဝါရောင်နဲ့အနက်ရောင်နဲ့ကောင်းပါနော်အဝါလေးတွေအနက်ကလေးတွေဝတ်ပါစောင်းပါအကျိုးပေးတဲ့ lucky ကဏ္ဍလေးတွေပေါ့အဲ့တော့9ကဏ္ဍ9ကဏ္ဍ9ကဏ္ဍ5ကဏ္ဍဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာစနေသားသမီးတွေရဲ့ကံတာလေးတွေကောင်း
အဖက်ဖက်ကနေအစဉ်ပြေအောင်အညံခိုက်ကင်းအောင်ဆိုရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဗတောင်းညွန့်12ညွန့်နော်ဗတောင်းညွန့်12ညွန့်ကတ်လို့ပြီးတော့ဆူတောင်းပါကိုယ်မကောင်းတဲ့ကံတာအညံခိုက်လေးတွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်နော်